စေရနာခွန်အားပတ်1ယူသားချင်းဤအုပ်မြင့်စက်ကွက်စင်းမိုးဖွဲဖွဲရွာနေတဲ့ညနေခင်းတစ်ခုမြို့စည်းရဲ့အစွန်ခါကဟုံးမန်းနေတဲ့အလုံးသမားတန်လျာလေးမှာဖိုးခွားဆိုတဲ့လူငယ်လေးနေထိုင်ပါတယ်ဖိုးခွားဟာမိဘမဲ့တယောက်ဖြစ်ပြီးတနေ့လုံးမှတနေ့စားရတဲ့ကုံထန်သမားတယောက်ပါဒါပေမဲ့သူ့မှာတခြားသူတွေနဲ့မတူတဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါကမလျှော့သောဇွဲနဲ့ဖြူစင်တဲ့တစ္ဆာတရားပါပဲအလို့ပေါ်ထားရှိတဲ့စေတနာဒီနေ့မှာဖိုးခွားဟာစံကုန်တဲကြီးဥပုံရဲ့ဂူတော်မှာအထံသမားဖြစ်အလို့စဝင်ရတယ်တခြားအလို့သမားတွေကကုန်တဲကြီးမကြည့်တဲ့အချိန်မှာနားနေကြပေမဲ့ဖိုးခွားကတော့မိုးထဲလေထဲမှာတော့မနာတန်းထမ်းနေခဲ့တယ်ဟဲ့လူငယ်မင်းမပင်မန်းဘူးလားတတိလည်းမရှိဘူးလေလို့တခြားသူတွေကလှောင်ကြတော့ဖိုးခွားကပြုံးပြီးတတိမကြည့်လဲကိုကြည့်နေတာပဲလေဗျာကျွန်တော်ယူထားတဲ့လုတ်ခဲနေထိုက်တန်အောင်လုပ်ရမှာကောလို့ပဲပြန်ပြောခဲ့တယ်။ဒါဟာသူ့ရဲ့အလုတ်စူးစမ်းနည်းပထမရှုခွက်ချက်ပါပဲ။နှစ်သစ္စာတရားကိုစမ်းသပ်ခြင်းကိုယ်တော်ထဲမှာအလုတ်လုပ်ရင်ဖိုးခွားဟာစံအိတ်တွေကြားတဲ့ကပြုတ်ချနေရွှေလက်စွပ်တကွင်းကိုကောက်ရခဲ့တယ်။အဲ့ဒီလက်စွပ်ကအဖိုးတန်ယုံတင်မကပဲတသေးကြီးဥပုံရဲ့မိကျင်ကြီးပေးထားတဲ့အမတ်တရလက်စွပ်လည်းဖြစ်နေတယ်။ဘေးပတ်ဝန်းကျင်မှာဘယ်သူမှမရှိဘူး။အဲ့ဒီလက်စွပ်ကိုရောင်းလိုက်ရင်ဖိုးခွားတယောက်တီးစင်းရဲတဲ့ဘဝကနေချက်ချင်းလွတ်မြောက်လိုက်တယ်။ဒါပေမဲ့ဖိုးခွားရဲ့ရင်ထဲမှာတော့သူတစ်ပါးပစ္စည်းဟာပူလောင်တတ်လေကိုယ်တိုင်ချွေးနေစာမှသာအေးချမ်းတာဆိုတဲ့အသည့်ကစိုးမွန်နေခဲ့တယ်။တုံးဇက်လန်အလက်အပေါင်း the twist ညနေပိုင်းအလုတ်သိမ်းတော့ဦးဘုံဟာမျက်နှာမကောင်းပဲဂိုတောင်နဲ့ရောက်လာတယ်။လက်စွပ်ပြောက်လို့စိတ်ညစ်နေတဲ့ပုံပဲ။ဖိုးခွားဟာလူအုပ်ထဲကနေတိုးထွက်သွားပြီးဦးဘုံရှိမှဒူးနောက်လိုက်တယ်။အဘဒါအဘညလက်စွပ်မဟုတ်လားဟင်ကျွန်တော်ကောက်ရလို့ပါလို့ပြောပြီးလက်စွပ်ကိုရိုးရိုးသေးသေးပြန်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာတကိုယ်တောင်လုံးတိတ်ဆိတ်သွားတယ်။ဦးဘုံဟာလက်စွပ်ကိုကြည့်ပြီးဖိုးခွားရဲ့မျက်လုံးလေးကိုစိုက်ကြည့်လိုက်တယ်။ဦးဘုံရဲ့မျက်လုံးထဲမှာအံ့ဩမှုတွေနဲ့အတူတခုခုကိုဆုံးဖြတ်လိုက်တဲ့အရေးအယောင်တွေဖြတ်ပြေးသွားခဲ့တယ်။ပတ်ဝန်းရဲ့ပေးစင်တဲ့သင်ခန်းစာကရိုးသားမှုသည်အကောင်းဆုံးမူဝါဒဖြစ်သည်ဘယ်သူမှမသိနိုင်တဲ့အခြေအနေမှာတော့ကိုယ့်ရဲ့တိတ်ခါကိုထိမ့်သိမ်းတာဟာအချမ်းသာဆုံးဖြစ်ပါတယ်။အလုတ်ကြိုးစားမှုအလုတ်ကိုပင်မန်းတယ်လို့မမှတ်ဘဲကိုယ့်ရဲ့တာဝန်လို့မှတ်ယူခြင်းကတိုးတက်ခြင်းရဲ့အစပါ။နီဂုံ cliffhanger ဦးဘုံဟာဖိုးခွားကိုဆုလာဖြစ်ပတ်စံပေးမယ်အစားမင်းမနှက်ခံကစပြီးအထံသမားလုပ်เสียမလို့တော့ဘူးငါအိမ်ကိုလိုက်ခဲ့ပါလို့ပြောလိုက်တဲ့အထားဖိုးခွားရဲ့ဘဝကဘလို့ပြောင်းလဲသွားမလဲပတ်တူအခွေအလန်းနဲ့အောင်မြင်မှုကိုဆက်လက်တင်ဆက်ပေးစေလားတင်ပေးရမလားပြောခဲ့နော်စင်းရဲသားခွန်အားဖက်တူအခွင့်အလန်းနဲ့စံတက်မှုဇက်ကွက်ဦးဘုံဟာဖိုးခွားကိုသူ့ရဲ့စရင်ကင်အိမ်တော်ကိုခေါ်သွားခဲ့တယ်ဒါပေမဲ့ဖိုးခွားကိုချက်ချင်းနေရာကောင်းပေးလိုက်တာမျိုးမဟုတ်ဘဲဥယျာဉ်မှုအဖြစ်နဲ့အိမ်တော်ရဲ့နောက်ဖေးမှာပဲနေရာပေးခဲ့ပါတယ်ဒါဟာဦးဘုံကဖိုးခွားရဲ့စိတ်ရှိမှုကိုထပ်မံစမ်းသပ်လိုက်တာလည်းဖြစ်ပါတယ်ပေးအပ်တဲ့တာဝန်ထပ်ပိုးလုပ်ခြင်းဖိုးခွားဟာဥယျာဉ်မှုအလုပ်ကိုလည်းအောက်ချီအလုပ်လို့သတ်မှတ်မနေပဲစေတနာအပြည့်နဲ့လုပ်ပါတယ်တထေးကြီးကပန်းပင်တွေကိုရေလောင်းဖို့ပဲခိုင်းထားပေမဲ့ဖိုးခွားကတော့ခြံထဲကမြက်ပင်တွေကိုတေးသေးချာချာရှင်းနေမြေဩဇာတွေကိုယ်တိုင်ဖော်ဆက်ပြီးပန်းပင်တွေကိုပြုစုတယ်လအနှဲငယ်ကြတဲ့အခါဦးဘုံရဲ့ခြံဝင်းကြီးဟာအရင်ကနဲ့မတူပဲပန်းရောင်စုံလေးနဲ့ဝေစာလာခဲ့ပါတယ်အလုပ်တစ်ခုကိုပျော်အောင်လုပ်ရင်ရလက်ကအလိုလိုစကားပြောလာလိမ့်မယ်ဆိုတဲ့ခွန်အားနဲ့ဖိုးခွားဟာအိမ်တော်ကလူယုံတွေရဲ့စတိထားမှုကိုရလာခဲ့ပါတယ်။နှစ်ပညာရက်ကိုတိတ်တဆိတ်လေ့လာခြင်းဖိုးခွားဟာညဘက်လူချီတိတ်ချိန်ဆိုရင်ဦးဘုံရဲ့ဆက်ကြီးတိုင်မှာပြစ်ထားတဲ့သတင်းစာဟောင်းတွေနဲ့စရင်အင်းစာကိုဟောင်းတွေကိုဖျောင်းတိုင်မီးလေးနဲ့တိတ်တဆိတ်ဖတ်ရှုလေ့လာလေးရှိပါတယ်။သူဟာစင်းရဲလူကြောင်းမနေခဲ့ရပေမဲ့တင်ယူခြင်းစိတ်ကတော့ဘယ်တော့မှမငင်းတက်ခဲ့ဘူး။တညမှာဦးဘုံဟာအိတ်မပြောလို့လမ်းရှောင်ရင်ဖိုးခွားရမြေကြီးပေါ်မှာတုတ်တစ်ချောင်းနဲ့စရင်ကြီးတွက်ချက်နေတာကိုမြင်သွားခဲ့ပါတယ်။ဦးဘုံဟာဖိုးခွားမှာအလုတ်အားတင်မကပဲဦးနောက်ပါရှိနေတာကိုသတိပြုသွားပါတယ်။၃ကြီးမားသောစိန်ချမှု the big challenge တနေ့မှာဦးဘုံရဲ့လုပ်ငန်းစုကြီးဟာကြီးမားတဲ့အခက်အခဲတစ်ခုနဲ့ကြုံရတယ်။စာအိတ်ပေါင်းတောင်းတဲ့ကြီးရဲ့စရင်နေလားမှားယွင်းနေပြီးအရှုံးပေါ်မဲ့အခြေအနေဖြစ်နေတယ်။စရင်ကင်တွေလည်းခေါင်းခဲနေကြအချိန်မှာဦးဘုံကဖိုးခွားကိုခေါ်လိုက်တယ်။ဖိုးခွားမင်းဒီစရင်တွေကိုတနေ့အတွင်းစစ်ပေးနိုင်မလားလို့စမ်းသပ်တဲ့အနေနဲ့မေးလိုက်တယ်။အိမ်တော်ကလူတွေကကုံထန်သမား
ဥယျာဉ်မှုကဘာတိမှမို့လို့လဲဆိုပြီးလောင်ရကြတယ်ဒါပေမဲ့ဖိုးခွားကတော့မတုံလို့ပဲကျွန်တော်ကအခွင့်အရေးပေးမယ်ဆိုရင်အသက်နဲ့လဲပြီးစူးစမ်းပါမယ်အပါလို့ခိုင်မာစွာဖြေခဲ့ပါတယ် စင်ရဲသားခွန်အားပတ်3အောင်မြင်မှုပန်းတိုင်စက်ကွက်မိုးတော့အလင်းရောင်ဖြာချလာချိန်မှာဖိုးခွားဟာနေရဲ့မျက်ဝန်းနေနဲ့အတူဥပုံရှိကိုရောက်လာခဲ့တယ်သူ့လက်ထဲမှာတော့တညလုံးစနစ်တကျပြန်တွက်ထားတဲ့စရင်အင်းစာရွက်တွေနဲ့လျှို့ဝှက်ချက်တစ်ခုပါလာပါတယ်အမှန်တရားကိုဖော်ထုတ်ခြင်းဖိုးခွားကစရင်တွေကိုချပြရင်ဥပုံကိုအေးအေးဆေးဆေးရှင်းပြတယ်အဘစရင်တွေမှားနေတာမဟုတ်ပါဘူးအိတ်ပေါင်း9000ကျော်ကို9000မူးနဲ့စရင်ကင်တချို့ပေါင်းပြီးအပြင်ကိုတိတ်တဆိတ်ထုတ်ရောင်းထားတာပါဥပုံဟာအန်အောထွားပြီးချက်ချင်းစစ်ဆေးခိုင်းလိုက်တဲ့အခါဖိုးခွားဖြိုးတာတထေတာတဲ့မှန်ကန်နေတာကိုတွေ့လိုက်ရတယ်အိမ်တော်ကလူယုံလူသတ်မှတ်ထားသူတွေကသစ္စာဖောက်နေချိန်မှာစင်ရဲသားဥယျာဉ်မူလေးကတော့ရိုးသားမှုနဲ့လုပ်ငန်းကိုကဲတင်လိုက်နိုင်ပါပြီဘဝကိုပြောင်းလဲစေသောဆုံးဖြတ်ချက်ဥပုံဟာဖိုးခွားရဲ့ပခုံးကိုပုတ်ပြီးပြုံးလိုက်တယ်ဖိုးခွားမင်းဟာငါ့ရဲ့လုပ်ငန်းကိုတည်းမကဘူးငါ့ရဲ့လူအကဲခတ်မှုကိုပါမှန်ကန်ကြောင်းသက်ပေပြခဲ့တယ်မင်းလိုလူမျိုးကိုဥယျာဉ်ထဲမှာထားရမှာမဟုတ်ဘူးအဲ့ဒီနေ့ကစပြီးဥပုံဟာဖိုးခွားကိုသူ့ရဲ့လက်ထောက်မန်နေဂျာထိခန့်အပ်လိုက်ပြီးလုပ်ငန်းခွင်ပညာရပ်တွေကိုစနစ်တကျသင်ကြားပေးခဲ့ပါတယ်ဖိုးခွားဟာယာထုတက်သွားပြီမဲ့မာနမတက်ခဲ့ပါဘူးသူဟာအရင်ကထက်နှစ်ဆပိုကျူးစားပြီးအောက်ခြေအလူသမားတွေကိုလည်းကျင်နာစွာဆက်ဆံခဲ့ပါတယ်အောင်မြင်မှုပန်းတိုင်နှစ်အနှဲငယ်ကြာသွားတဲ့အခါမှာတော့ဖိုးခွားဟာဥပုံရဲ့လုပ်ငန်းစုကြီးတစ်ခုလုံးကိုဦးဆောင်နိုင်တဲ့အထွေထွေမန်နေဂျာကြီးဖြစ်လာခဲ့ပါတယ်သူဟာစင်ရဲသားတန်လျာကနေတိုက်တာအဆောက်ဦးဒီနဲ့နေနိုင်တဲ့အထိချမ်းသာလာပေမဲ့သူ့ရဲ့အောင်မြင်မှုလှူဝက်ချက်ကိုမင်းရင်အမြဲတမ်းဖြေလေးရှိတာကကျွန်တော်မှာထူးခြားတဲ့ပါရမီမရှိပါဘူးကျွန်တော်ပိုင်ဆိုင်တာကဘသူမှမမြင်လဲရိုးသားဖို့နဲ့ဘသူမှမခိုင်းလဲစ조사ဖို့ဆိုတဲ့စိတ်ဓာတ်နှစ်ခုပါပဲပတ်3ရဲ့ပေးခြင်းတဲ့သင်ခန်းစာ integrity ဂုဏ်သိက္ခာကိုယ့်ရဲ့ရိုးသားမှုကကနေ့မှာကိုယ့်ကိုအမြင့်ဆုံးနေရာအထိပို့ဆောင်ပေးပါလိမ့်မယ် endurance ဇွဲလုံလှောင်ပြောင်မှုတွေကိုအလုံးနဲ့တက်တည်ပြတာကအကောင်းဆုံးတုံ့ပြန်မှုပါနီကုံဖိုးပရာဟာသူကိုယ်တိုင်အောင်မြင်ယုံတယ်မကပဲသူလိုဆင်းရဲတဲ့လူရောဒီအတွက်ပညာစုတွေနဲ့အလုတ်အကိုင်းခွန်လန်းတွေဖန်တီးပေးတဲ့စေတနာရှင်တထေးကြီးတယောက်အဖြစ်သမိုင်းတွင်ကြံရစ်သွားခဲ့ပါတော့တယ်